ဒီကနေ့မှာစေစကြောင်းလမ်းကြီးမင်္ဂလာခန္ဓာစဉ်ဖြစ်ပါမယ်မင်္ဂလာသရိုးသားလောင်းပေါင်မျိုးသူရမောင်နဲ့မင်္ဂလာသရိုးသမီးလောင်းဖြစ်တဲ့မတ်နေကြီးအေးထွန်းတို့ရဲ့ကြွရောက်နေရယူပေးပါရဲ့လေးစားစွာ